ဒါဒီဟာစီးကြတော့ဒီကဘာအကုန်ရောင်းလို့စီးတွေပါမရဘူးတော့ကျေးဇူးရှင်တောင်းလို့ဦးကြီးများဟာလောမသားတွေမြန်မာနိုင်ငံစီးတွေပဲရောက်သွားတယ်မင်းတို့အကုန်ထမင်းငါ့ဖို့စဉ်းစားထားသေးရငါတို့ကဘာတခင်းမှမဆိုင်ဘူးတောက်တူကြီးမင်းစဘာဆိုင်အောင်မလားငါလုံးတော့မဆိုင်ဘူးငါလုံးတော့မဆိုင်ဘူးငါလုံးမကဘာစိုက်တာဆိုင်နေရတော့ပလဲသေးကြတော့မဆတ်တာတက်ဝတ်တာဆေးသေးရကြီးငါလုံးမကဘာအကုန်ရောင်းလို့စီးတွေပါမရဘူးအလုံးမသားတွေပြောတော့တောက်ကျေးဇူးရှင်တောင်းလို့ဦးကြီးများတယ်ဘာတောင်းလို့ဦးကြီးများတောက်ပြောကောင်းတာတောက်ပဒပါကိုရိုက်ဖို့ကောင်းတာကျေးဇူးရှင်တောင်းလို့ဦးကြီးများခွဲရောက်ပေါ့အလုံးမသားတွေကုန်ပိတ်ရောက်ဒီတိုင်းသာကြလို့မြန်မာနိုင်ငံတိုင်းနိုင်ငံတော့ထမင်းကားပါအကုန်လုံးအရှုံးခံပြီးတော့ရင်းရလည်းမရှိတော့ဘူးကုန်ပြီငါတို့ပါအားမလှုပ်ရှားလို့မရတဲ့ကချီးရမှာပဲဝိုးသီးဆိုင်လည်းရှုံးຫນွေသီးဆိုင်လည်းရှုံးဦးလေးစားအောင်မလားအားမဆိုင်တော့ဘူးမလုပ်ဘူးကျွန်တော်လေဘယ်လဲစေးရတသိန်းကျော်ဝတ်တာဆွေးဆွေးလုံသမားစေးဘာကြမလဲဦးကဒီမှာကျအပေပေါက်ကလေးတွေမှာကျဒီမှာအပေပေါက်ကလေးတွေအဲ့ဒါအိုင်လေးကဆွဲတင်လာတာအခုမှဆွဲတင်လာတာအဲ့ဒါကြီးအခုရဲ့အခုထိုးတန်နိုင်ကရှင်းတယ်ပါပြီလေသမားတော့ငါလီလှုပ်ဆောင်ပေါ့ကွာမင်းတို့ဟိုလေသမားတွေရွေးချယ်စရာတစ်ခုပဲရှိတယ်အဲ့တစ်ခုကဘာလဲဆိုရင်အကုန်လေသမားတိုင်းသိတယ်ဘာလှုပ်တင်လဲဆိုတာကိုစဉ်းစားရတော့ဒီတိုင်းနဲ့တော့ဆက်လှုပ်ထားရင်တော့အကုန်ဒုက္ခကြီးအကုန်ရောက်ကုန်တော်ပြီဒါပဲ